သူတို့ကတုံကိုမျက်စိပိတ်ဆောင်ကိုဆွဲလန့်ပြီးဘာဆက်ထဲကိုဖေးပေါ်တစ်လုံးအတင်းထိုးထည့်လိုက်ကြတယ်။သူမကတော့ဘာတွေဖြစ်နေမှန်းလုံးဝမသိရှာဘူး။သူမပြန်ရုံးပေးမယ်လေသူတို့ကတုံရဲ့ခြေလက်တွေကိုချုပ်ထားပြီးဘာဆက်ကိုလည်းတိတ်နဲ့ထပ်ပိတ်လိုက်ကြတယ်။နောက်တော့သူမကိုကားနောက်ဖုံးနဲ့အတင်းထည့်လိုက်ကြတယ်။သူမလုံနိုင်ဘူးမောင်းနိုင်ဘူးအဲ့ဒီနောက်ကမောင်းထွက်သွားခဲ့တယ်။ပြန်ပေးဆွဲသူ၃ယောက်သူတို့ရဲ့မျက်နှာဖုံးတွေကိုချုပ်လိုက်တဲ့အခါသူတို့ကသူစိမ့်တွေမဟုတ်ကြဘူး။သူမရဲ့အရင်ဆုံးသူငယ်ချင်းတွေဖြစ်နေကြတယ်။ဒီနေ့ကသူမရဲ့မွေးနေ့ဖြစ်ပြီးဒါကတော့ကြောက်စရာကောင်းတဲ့မွေးနေ့အားတင်းစရာစက်ပတိုက်ပါတီလုပ်ပေးဖို့ပြင်ဆင်ခဲ့ကြတာပါ။သူတို့ကိုမြင်လိုက်ရတဲ့အချိန်မှာကြောက်သွားပြီးမှပြန်ရတာအန်တာသွားပြီးမှပျော်သွားတာတွေကိုဗီဒီယိုရိုက်ထားခြင်းခဲ့ကြတာပါ။ဒါပေမဲ့တခုခုတော့အကြီးကျယ်မာယွင်းသွားခဲ့ပြီ။သူတို့ကားနောက်ဖုံးကိုဖွင့်လိုက်တဲ့အခါအကုန်လုံးတုန်လှုပ်သွားကြတယ်။သူမလှုပ်တော့ဘူး။ဘေးဘောလုံးကသူမရဲ့လက်ချောင်းထဲမှာတက်နေခဲ့တယ်။သူအသက်မရှူတော့ဘူးမျက်လုံးတွေကလည်းမိတ်နေခဲ့ပြီ။ကောင်မလေး၃ယောက်လုံးအရန်ကိုထိတ်လန့်သွားပြီးဘာလို့ရမှန်းမသိဖြစ်နေကြတယ်။အချင်းချင်းအခြေတင်ငင်းခုန်ပြီးတဲ့နောက်သူတို့ရဲ့ခေါင်းဆောင်ကဖုံးခေါ်လိုက်တယ်။တေဆုံးသွားတဲ့ကောင်မလေးရဲ့အမေအယောင်ဆောင်ပြီးចောင်းကိုခွင့်အကြကြီးတန်လိုက်တာပါ။သူမကကြံတဲ့သူတွေကိုပြောလိုက်တယ်ငါတို့အားလုံးညီညွတ်နေတဲ့ရွယ်ပဲသူမဒုက္ခမရောက်ဘူးဒါပေမဲ့လီဆာကတော့တုံရင်နေတော့ပဲသူတို့မှာအလောင်းတစ်လောင်းရှိနေတော့ဒီပဲလေအလောင်းကတော့သူ့ဘာသာသူမြေကြီးထဲဝင်သွားမှာမဟုတ်ဘူးဒါကြောင့်သူတို့ကအလောင်းကိုသူမရဲ့အိတ်ခမ်းထဲပြန်တည်သွားပြီးအရာအလုံးကိုတန်ရှင်းရေးလုပ်လိုက်ကြတယ်ပြီးတော့သူခိုးဝင်ပြီးလူတက်သွားတယ်လို့မျိုးပုံစံဖြတ်လိုက်ကြတယ်သူတို့အားလုံးပြီးခါနီးမှာပဲတခါပွင့်လာခဲ့တယ်သူမရဲ့အတန်းဖို့ပါသူအင်စာတွေလာဖို့တာဖြစ်ပြီးဒီမြင်ကွင်းကြီးကိုအဆက်ဆုံးမြင်သွားခဲ့ရပါပြီ